နာမည်ဝက်ကျော်မျိုး ဒီနေ့အသက်ဘယ်နှစ်ရှိပြီလဲ အသက်33အကွာပဲတရေးမှနေလေ စကားစနေနဲ့3နှစ်မှနေတယ် ဒီအကိုတို့ရဲ့အိမ်ဒေသဘယ်မှာလဲ မြောင်မျိုးနဲ့ကန်လေးရွာ အကွာဒီဖက်ဘာဖြစ်လို့ရောက်လာလဲ ဒီဘက်ကိုစကားစနေကနေပြီးတော့ဒီလောင်ကိုင်းကိုထိုးရမယ်ဆိုပြီးတော့တရင်ဝင်လာတာတရင်တွေအကုန်လုံးဝင်ရမယ်ဆိုပြီးတော့လာထိုးတာ ဟုတ်လေဒီဖက်ကိုဘာသဘောနဲ့ရောက်လာလဲ ဒီဘက်ကိုဘာသဘောနဲ့ရောက်လာလဲဆိုတော့မြို့ဝင်ကိန်းမှာမော်တိုင်းမြို့ဝင်ကိန်းမှာနေနေပြည်သူတွေကို100 400 500ကောက်လို့ဆိုပြီးတော့မခံချင်လို့ဆိုပြီးဒီဘက်ကိုဝင်လာတယ် ဒါနဲ့အကိုတို့ရဲ့လူကြီးတွေဘယ်လိုမျိုးဆက်ဆက်နေအကိုတို့ တော့သူတို့ကလည်းပတ်ခံရပြီးတော့ပုံစံမျိုးနေနေပဲလုပ်နေကြတာလူရနေမှာရရှိတရားစားပြီးတိုင်းမှုတွေရရှိရလုပ်နေပတ်ခံရပြီးတော့ဆိုတဲ့ပုံစံမျိုးနဲ့ပြည်သူတွေမှာဒုက္ခရောက်တာကိုမကြည်ပန်းနဲ့ပတ်ခံရပြီးတော့ဆိုတော့လုပ်နေကြတဲ့လူတွေပဲဖြစ်နေတယ် အဲ့ဒါကိုမခံချင်လို့ရောက်လာတာ မခံချင်လို့ရောက်လာတာ ဒီမှာအကိုတို့ကအဖက်ရောက်လာတာတို့လူတွေကဘယ်လိုလုပ်လဲ ပြည်သူကတော့ဘာမှမလုပ်ဘူး90ပေးစုလည်းပေးရတာပဲ100ပေးစုလည်းပေးရတယ်200ပေးစုလည်းပေးရတာပဲလူမျိုးပေးနေရတော့ပါ အဲ့ဒါကြောင့်ဒီကိုရောက်လာတာဒီမှာအဲ့မှာငါတို့နေတဲ့နေရာမှာလာရောက်တာငါတို့လူတွေအကိုတို့ဘယ်လိုလုပ်လဲ ဘာမှမလုပ်ပါဘူးဒီဟာကိုကောင်းလို့ဝင်ထားပါ ဒီမှာဒီကိုပြန်ခေါ်လာတာအဲ့လိုနေလို့အဆင်ပြေရလား အကုန်လုံးအဆင်ပြေပါတယ်စားရအကုန်လုံးအဆင်ပြေပြီးဟိုကောင်းမှုလည်းကျွေးပါတယ်ကောင်းမှုလည်းထားကောင်းမှုလည်းကျွေးပါတယ် အခုနာမည်ဘယ်လိုခေါ်လဲ စော်ယူပေါ့ ဒီနေ့အသက်ဘယ်လောက်ရှိပြီလဲ တဲ့30 အိမ်နေရတဲ့က လွယ်ကော်မျိုးနဲ့နနတ်တော်ကြည့်ရော ဒီနေ့အကူနေတဲ့တည့်ရပဲတည့်ရင် စာကားစနေခလရနေတော့တီ သက်နာမည် နေတော့တီ စခန်းနဲ့ စကားမော်ထိုင်စကား အကွာဒီကိုဘယ်လိုတဘောထနေရောက်လာလဲ ကျွန်တော်ကအမှားရပြောမှဆိုရင်ပြည်သူလူထုရဲ့လူကစားတော့နေအခွင့်အရေးလာတဲ့ကိုဟိုကြမွေးချေးနဲ့ကောက်ခါပြီးတော့မှလှို့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်တိတ်ပြီးတော့မသိတော့ ဒါနဲ့အကူအဲ့မှာနေတော့နေရာချေကတော့အကူတို့ရဲ့လူကြီးအကူဘယ်လိုဆက်ဆံလဲလူမျိုးအုပ်ချုပ်ပြီးကန် တခါတလေကြတော့လဲမကောင်းဘူးအဲ့လိုမျိုးမကောင်းဆိုတာအပြောဆိုတာတို့ဘာလို့တွာလာတာတို့ဘာလို့နေပါအခွင့်အရေးမရှိဘူး အုပ်ချုပ်တဲ့ကောင်းတာမကောင်းဘူးနော် မကောင်းဘူး သူတို့ကြတော့လူကြီးဆိုတခွန်းကြီးတခွန်းအောက်ကလူတွေစကားပြောပိုင်ခွင့်မရှိဘူး ဟုတ်မရှိဘူး မရှိမလေးဒီကဘလူဆက်ဆံလေး သူကဒီဘက်ဟိုစားအဖွဲကြတော့ကောင်းတာပေါ့အကောင်းမဆက်စားရပြီးတော့ဟိုစားစိတ်ရနာလေးတတလေးနဲ့ကျူစီယူသားနဲ့အခါတော့အဲ့လိုမျိုးမမရရတော့ဘာလို့မရှိဘူးပေါ့ကိုမော်ရမစိတ်ဓာတ်လူပဲသဘောထားပြီးတော့ဆက်စားတယ် မအရင်တော့အကူကြဖွင့်တာအကူတို့စစ်တဲ့ပြည့်ထွေးတဲ့လူတွေကဒီလာရောက်တာဘလူဆက်ဆံတယ် အကောင်းမလို့ဆက်စားတယ် ကိုစိတ်ရစ ဒါမှပြောမလဲဆိုတော့တခါတလေကြိုက်ပြီးသူလူတူတွေကသွားလာတာခဲတာတော့ဘာလို့ရှိတယ်အဲအခါကျတော့နောက်ပိုင်းကျတော့တင်းနေစားပြီးသူလူတူတွေရှိနေတဲ့အချိန်မှာတပည့်သားပြတူးကြည့်လိုက်တော့နေနာသွားတာအဲဒါခွေးလိုက်ပါကြောင်းသူတို့တွေ့ကြတော်တော်လေးခက်ခဲဖြစ်ကြေးရအများကြီးပဲဆိုတော့တော်သူတို့တော်အဲ့ဒီတက်စီတော့တော်ဖြတ်တာ